ကဲဆက်သက်မယ်လိမ့်လို့တော့ခင်ဗျာဟိုတထောင်နာမယ်ဆရာကြီးမရတော့အိုးခြေတစ်ချက်လျှော်လိုက်တာနဲ့တောင်အောင်တန်းရောက်မယ်အဖြစ်မျိုးအိုးဝါကဲဗျာနော်စွန့်စားတဲ့ခီးစဉ်ဆိုတာဒါကိုပြောတာဗျကြည့်ပါဦးနော်ဒါဟာ85ဒီဂရီလောက်ရှိတယ်တက်လာတာဒါမရောက်သေးဘူးဒါတဝက်ပဲရှိသေးတယ်အပေါ်ဆက်သွားရမှာလေးလာပိုင်းတော့မင်းလည်းကောင်းတယ်ကျွန်တော်နော်မမိုင်လန်ခါနေတွေ့လန်ခါနေတေးအောင်မရတော့ဘူးတွေ့တဲ့တန်ကြီးစွန်နန်လားဒါဘာဖြစ်တော့အကျအင်းနော်ဘာဒါဒီရတာသူတို့ရွေးပြီးကောက်ထားတာရောနော်ကျွန်တော်ပြောကလို့အောက်မှာလဲအဲ့လိုတချို့ကြတော့တန်စုံလေးနဲ့ထောင်းတာလေအေးဗောအေးဒါအကြီးနဲ့လို့ကြတော့ဥစားဗောဟိုဆက်နဲ့ချိန်တယ်ဗောနော်နည်းနည်းရှိရင်ဥမာကျွန်တော်ခံပါလဲအောင်ကျွန်တော်စီတော့စီခံမကျွန်တော်ကြောက်ချင်းဒီဒါပါပြီလားရှိပါပြီလားပါပြီသိရအောင်